မြန်မာလူငယ်တွေကြားထဲမှာတဘာဝရဲ့ငြိမ်းချမ်းမှုစစ်ကိုရှာတွေ့ထားခဲ့တဲ့ထက်ဝေရန်ကဲပရိသတ်ကြီးတို့၏တရားတွေအများကြီးထိုင်မှာဘဝကြီးစီကငြိမ်းချမ်းမှုကိုရှာတွေ့မယ်လို့ထင်နေကြပေမယ့်မောင်ထက်ဝေရန်တယောက်ကတော့ဘာမှမလုပ်ဘဲနေကိုတဘာဝတရားကြီးမှာရှိတဲ့ငြိမ်းချမ်းမှုစစ်မှန်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ယနေ့ခေတ်ဆိုရှယ်မီဒီယာတွေပေါ်များလာတဲ့အချိန်မှာတော့လူငယ်တော်တော်များဟာတစ်နေ့ထက်တစ်နေ့အင်တာနက်တွေဆိုရှယ်တွေပေါ်မှာသာအကျွေများရပေမဲ့လည်းတကယ်တဘာဝရဲ့အရသာစစ်စစ်ကိုတော့ရှာဖွေဖို့မနေတတ်ကြပါဘူး။ဒါကြောင့်လေကမ္ဘာတော်မှာအသက်ငယ်ငယ်ရွယ်နဲ့စူဆိုင်လောက်တာတွေဓမ္မလောက်တာတွေတဖြည်းဖြည်းများလာကြပြီးတော့စိတ်ချမ်းသာရေးနဲ့ပတ်သက်ပြီးတော့လေအတော်ကိုမှဆိုးဝါးလာကြတာတွေတွေ့လာရပါတယ်။ဒီလိုမျိုးပျော်ရွှင်မှုတွေကိုလိုက်ရှာနေတဲ့လူငယ်တွေကြားထဲမှာတော့မြန်မာနိုင်ငံမှာရှိတဲ့တမိပေါက်တယောက်ထုတ်ခဲ့သူထက်ဝေရန်ကသူ့ရဲ့ဘဝကြီးကိုဘယ်လိုမျိုးအေးကြကြဖြတ်သန်းနေလဲဆိုတာကိုချပြလာခဲ့ပါတယ်။သူအနေနဲ့ကတော့တနေ့တနေ့ခြေဦးတရားကိုရှောက်သွားရင်ရှုခီးပုံတွေတယောက်တည်းပုံတွေကို TikTok ပေါ်တည်ရတဲ့လူသိများလာခဲ့တာလို့ပြောရပါမယ်။သူတင်တဲ့ post တွေမှာလည်းအရာအလုံးရဲ့ caption တိုင်းဟာငြိမ်းချမ်းမှုကိုရှာတွေ့သွားတဲ့ထက်ဝေရန်ဆိုတဲ့အကြောင်းတစ်ခုကိုသာဦးတည်နေခဲ့ပြီးကြောင်တိကြောင်တောင်းနိုင်နေခဲ့ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့ post တွေကိုမြင်နာများလာလေတကယ်ရုပ်တည်ရှိတဲ့သဘာဝတရားကြီးကိုပါတွဲပြီးတော့မြင်ရလေဖြစ်တာကြောင့်သူကိုယ်တိုင်ငြိမ်းချမ်းမှုကိုရှာတွေ့သွားခဲ့တယ်ဆိုတဲ့အကြောင်းပြချက်ဟာစိတ်ဖြည့်စည်းမှုတွေကိုတနေ့ရင်ဆိုင်နေရပါများတဲ့လူငယ်တွေကြားထဲမှာတော်လေးကိုမှရေပန်းစားနေကြပါရီ။အဲ့ဒါပြင်သူ့ရဲ့ဝေါ်ရဲကိုရှောက်ပြီးဆိုတာနဲ့ရုပ်တည်တည်တဲ့စူးစိုက်ကြည့်တဲ့သူ့ပုံတွေပြင်ထက်ဝေရဲ့အကြောင်းကိုထက်ဝေရဲ့တက်ပိုသိပြီးတော့ရှင်းပြကြတဲ့လူတစ်တိုက်ကလေးစီစီကားကားတွေ့ရမှာပဲဖြစ်ပါရီ။အစပိုင်းမှာတော့ထက်ဝေရဲ့ဒီလိုမျိုးအဆုံးမရှိအစမရှိ post တွေဟာစိုက်ကိုလိုတခုလိုစီးဆွဲနေတယ်လို့မျိုးဖြစ်နေကြတာကြောင့်စောင့်ကြည့်သူတော်တော်များကထက်ဝေရဲ့ဟာရင်လေးနဲ့ယူနေကြတာဖြစ်ကြောင်းကိုထင်မြင်ယူဆချက်တွေပြောခဲ့ကြပါရီ။ဒါပေမဲ့လူငယ်တယောက်မှာအမြဲတမ်းမြင်နေတွေ့နေရလေရှိတဲ့ဒေါသတွေပူလာမှုတွေအားမရမှုတွေဟာသူ့စီမှာဘာတစ်ခုမှမရှိနေကြတာကြောင့်အသက်ငယ်ငယ်ရွယ်နဲ့ငြိမ်းချမ်းမှုကိုရှာတွေ့သွားခဲ့တဲ့သူ့ကိုအားကျနေခဲ့ပါရီဒီကဲတမ်းမှာကျတော့တဘာဝတရားကြီးဆိုတာတရားတစ်ပုဒ်လိုမျိုးဖြစ်တယ်လို့စကားနည်းနည်းပြောချင်းကလည်းပို့ပြီးတော့ငြိမ်းချမ်းစေချင်လို့ခဲယူထားခဲ့တာကြောင့်မောင်ထက်ဝေရန်ကတော့သူသွားခြင်းတဲ့နေရာကိုကြိုက်တယ်လို့သွားပြီးတော့ရင်ကုန်တော့ပိတ်နေရမယ့်တူဆိုရှယ်မီဒီယာပေါ်မှာသာကြွညာပြီးတော့အခုလိုမျိုးငြိမ်းချမ်းမှုပေါ်ခန်းစားနေကြတာပါဆိုတော့ပရိသတ်ကြီးတို့တွေနဲ့ရောငြိမ်းချမ်းမှုဆိုတာမျိုးကိုရှာတွေ့ခဲ့မယ်ဆိုရင်မောင်ထက်ဝေရန်လိုမျိုးပဲဖြစ်သွားမလားဆိုတာစဉ်းစားပြီးတော့ဖြစ်ပေးခဲ့ပါအောင်ရှင်ပရိသတ်ကြီးတို့ရောတကယ်လို့စိတ်ဖိစီးမှုတွေရှိလာပြီဆိုရင်အခုလိုမျိုးတဘာဝနဲ့ထိတွေ့ပြီးတော့ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကိုဖြေဖြောင်းရင်းနဲ့လောကကြီးရဲ့အလှတွေကိုခန်းစားပြီးဘဝကိုရှုံးမပေးဘဲနဲ့ရှေ့ဆက်သွားဖို့ကိုတိုက်တွန်းရင်းနဲ့ပဲဒီနေ့ရဲ့ဗီဒီယိုလေးကနေပြီးတော့နှုတ်ဆက်ခဲ့ကြပါမယ်အားပေးနှဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းကျမတို့ရဲ့ပေလေးကနေပြီးတော့အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတွေအနုပညာရှင်တွေရဲ့အကြောင်းတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမေကြပါနဲ့အောင်ရှင်အားပေးနှဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလည်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါရင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေနှုတ်ဆက်လိုက်ပါတယ်